ပြည်တော်ထုတော်နာယကနဲ့လွတ်တော်ကိုယ်စားလှယ်ကျော်ကြီးများခင်ဗျာ21ရာစုရဲ့နိုင်ငံတကာရှင်ပြိုင်မှုတွေဟာစစ်အင်အားစီးပွားရေးအင်အားနဲ့နည်းပညာအင်အားတွေကိုပဲအခြေခံတဲ့ရှင်ပြိုင်မှုတွေမဟုတ်တော့ပဲလူစွာအရေးမြင့်တဲ့အရေးသွေးပြည်သူလူထုရဲ့ကျမ်းမာကြံ့ခံမှုစံတည်တည်ထင်နိုင်စွမ်းအမျိုးသားစည်းလုံးညီညွတ်မှုနဲ့နိုင်ငံတကာမှာဩဇာလွှမ်းမိုးနိုင်စွမ်းစတာတွေကိုလည်းအခြေခံတဲ့ဘက်စံရှင်ပြိုင်မှုအသွင်ပြောင်းလဲလာနေတာကိုလည်းတွေးရှိရမှာဖြစ်ပါတယ်ဒီလိုပြောင်းလဲလာတဲ့နဲ့အတူနိုင်ငံတည်တည်မှာအာကစားကဏ္ဍဟာအရင်ကလိုပြိုင်ပွဲဝင်ဖို့စူးတစစ်ရရှိဖို့တော့မဟုတ်တော့ပဲလူဆောင်အရင်မြင့်ဖွံ့ဖြိုးတိုးတက်ဖို့လူငယ်တွေရဲ့စီကံခေါင်းဆောင်မှုနဲ့အသင်းဖွဲ့စိတ်ဓာတ်မွေးမြူပေးနိုင်ဖို့မြို့သားစိတ်တို့ညီညွတ်မှုတည်ဆောက်ပေးနိုင်ဖို့နဲ့အထောက်အကူပြုစေတဲ့အပြင်နိုင်ငံတကာအလယ်မှာလည်းနိုင်ငံဂုဏ်သက်ကိုညှစ်တင်ပေးနိုင်တဲ့အတွက်အာကစားပြိုင်ပွဲတွေကိုလက်နဲ့မပါတဲ့တိုက်ပွဲတွေတို့တော့ပြင်စားလာကြတာတွေ့ရှိရပါတယ်ဒါကြောင့်မြန်မာအာကစားကဏ္ဍပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးကိုရှေ့ရှုပြီးအာကစားရေးရာဝန်ကြီးဌာနကိုလည်းတီးခြားဖွဲ့စည်းပေးတာဖြစ်ပါတယ်အာကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမှာအာကစားကိုစိတ်ပါဝန်စားမှုရှိပြီးပင်ကိုရည်သွေးရှိတဲ့အာကစားသမားများညီးပြများအခြေခံအဆောက်အဦတွေနဲ့အာကစားဆိုင်ရာပစ္စည်းများဘာနံငွေစိုက်ထုတ်မှုနဲ့အားပေးမဲ့ပရိသတ်များအချိုးကြီးပေါင်းစဆောင်ရွက်နိုင်ဖို့လည်းလိုအပ်ပါတယ်ဒါကြောင့်မို့အာကစားဖွံ့ဖြိုးတိုးတက်ရေးအတွက်လူတန်းအတွက်အာကစားရေချီစီမံကိန်းချမှတ်ပြီးကျောင်းတက္ကသိုလ်ရပ်ကွက်ကြီးရွာမြို့နယ်အဆင့်တွေမှာလူထုအာကစားလှုပ်ရှားမှုတွေကိုလည်းစနစ်တကျပြန်လည်အသက်သွင်းနိုင်ဖို့ရေချင်းရှိတဲ့လူငယ်များကိုစောစီးစွာရွေးချယ်ပြုစုပြောင်းထိုင်နိုင်ဖို့အရှိန်အဟုန်မြင့်ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်ဒီလိုဆောင်ရွက်နိုင်ရင်အာကစားထိုးချွန်သူတွေနဲ့အလားအလာရှိသူတွေအတွက်ရေကန်မြေကန်ခေါင်းတွေပုံမှုဖွံ့ဖြိုးလာစေမှာလည်းဖြစ်ပါတယ်နိုင်ငံတော်စစ်လေယာဉ်စစ်အာကစားသမားတွေစတင်ပေါ်ထွက်ရဖြစ်တဲ့ကျောင်းအဆင့်အာကစားဖွံ့ဖြိုးလာစေဖို့အတွက်ကြံ့ခိုင်နည်းပြဆရာတွေလုံလုံလောက်လောက်ရှိရမှာဖြစ်တဲ့အတွက်ပညာရေးဒီကောလိပ်တွေမှာကြံ့ခိုင်နည်းပြဆရာအဖြစ်6လသင်တန်းတွေဖွင့်လှစ်သင်ကြားပေးရန်ယာထားပြီးဖြစ်ကဒီပလိုမာဘွဲ့ပေးရတာမှာဖြစ်တဲ့ပြင်ပညာတဲ့အထူးလားစာထပ်ဆောင်ပြီးချီးမြှင့်သွားမှာလည်းဖြစ်ပါတယ်ဒါပြင်အခြေခံပညာကျောင်းတွေတက္ကသိုလ်ကောလိပ်တွေမြို့နယ်တွေမှာအဆင့်တန်းပြဘောလုံးကွင်းတွေမိုးလုံလုံအာကစားရုံတွေအများပြည်သူအာကစားတို့နဲ့ပန်းချံတွေကိုနိုင်ငံတော်ဗဏ္ဍာကနေစိုက်ထုတ်ပြီးဖြည့်ဆည်းဆောင်ပေးလည်းရှိနေပါတယ်ထို့တူပဲရှိပြီးသားအာကစားကွင်းများနဲ့အဆောက်အဦတွေကိုလည်းရေရှည်တည်တတ်ခိုင်မြဲဖို့အတွက်ဆက်ရွက်သွားမှာဖြစ်ပါတယ်ပြည်သူ့ဆန္ဒကိုဖော်ထုတ်ပေးဖို့တာဝန်ရှိတဲ့တိုးတက်တဲ့ကိုယ်စားလှယ်တော်ကြီးများကလည်းမိမိတို့ဒေသလိုက်အာကစားကဏ္ဍမှာလိုအပ်ချက်ရှိနေကြလေတင်ပြတောင်းဆိုသွားကြဖို့လည်းပြောလိုပါတယ်